အတားကျူးတဲ့တကူလာချိန်ခါနှစ်ကူတင်းကြမှာဟာသူကလေးနဲ့တွေ့ရဖို့မှမင်းလည်းမမေ့နိုင်မှာဒီနှစ်တွင်လဲကြုံရမှာပဲတန်တာတဲ့ဒီချိန်ခါတော့ပန်းပွင့်တဲ့တတိယနေသူပါလာပြီလေမပြတ်တဲ့တော့ပန်းပွင့်တွေခုလို့သာပြူပြူမင်းလဲ